အဆုတ်သွေးကြောပိတ်တာဒါမှမဟုတ်အဆုတ်သွေးကြောထဲမှာသွေးပြားတက်တဲ့ယောဂ pulmonary arterial hypertension လို့ခေါ်တဲ့ယောဂတွေမှာအသုံးများတဲ့ ambrisentan ဆိုတဲ့ဆေးအကြောင်းကိုဒီနေ့မှာပြောပြပေးသွားပါမယ်။ဒီဆေးကခန္ဓာကိုယ်ထဲမှာသွေးကြောတွေကိုကျဉ်းစေတဲ့ဓာတ်ပစ္စည်းတစ်မျိုးကိုတွားပြီးတော့ပိတ်ပင်ပေးတာပါ။ဒါကြောင့်မို့လို့အဆုတ်တွေကသွေးကြောတွေကိုကျဲလာစေပြီးတော့သွေးစီးဆင်းမှုကိုပို့ပြီးတော့ကောင်းမွန်သွားစေပါတယ်။သူ့ရဲ့ကောင်းကျိုးတွေကကြတော့ရင်ကျက်တာမောတာတွေကိုတသားစေတယ်လူနာကိုပို့ပြီးတော့လမ်းလျှောက်နိုင်အောင်လှုပ်ရှားနိုင်အောင်ပြုလုပ်ပေးနိုင်တယ်ယောဂအခြေအနေပို့ပြီးတော့စိုးမသွားလာအောင်လို့ထိန်းညှိပေးနိုင်ပါတယ်ဆေးတိုင်းမှာတော့ဘေးထွက်ဆိုးကျိုးရှိတတ်ပါတယ်ဒီဆေးကကြတော့ခြေထောက်သို့မဟုတ်ခြေချင်းဝစ်တွေဖောရောက်တာနှာခေါင်းပိတ်တာပြီးရင်ရှင်တုံတာနဲ့ခေါင်းမူတာမျိုးတော့ဖြစ်တတ်ပါတယ်အထူးသတိထားမှာကြတော့ဒီကိုဝင်ဆောင်မိခင်နေနဲ့ကလေးယူဖို့ပြင်ဆင်နေတဲ့သူတွေဆိုရင်ဒီဆေးကိုလုံးဝမတောက်တင်ပါဘူးတတိသားကိုထိခိုက်စေနိုင်လို့ပါပြီးတော့အသေးကိုထိခိုက်နိုင်ခြေရှိလို့ဆေးမတောက်ခင်နဲ့ဆေးတောက်ပြီးတဲ့အခါမှာဒီအသေးကိုစစ်ဆေးဖို့အတွက်သွေးစစ်ဖို့တော့လိုအပ်ပါတယ်အဲကြောင့်မို့လို့ဆေးတောက်တဲ့အခါမှာမိမိသဘောနဲ့မိမိဝယ်မတောက်ဘဲနဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းသာကြောက်ကိုအကြံပြုပါ